Hello ခုလိုမျိုးတာယာတဲ့ညနေခင်းလေးမှာလမ်းလေးရှောက်မယ်ချေချင်တဲ့သူတွေအတွက်နေရာလေးတစ်ခုခေါ်သွားပေးမယ်နော်အားလုံးပဲလိုက်ခဲ့ကြပါဦးအခုသွားနေတဲ့နေရာလေးကတော့ဖန်မြို့မှာရှိရဲ့ကန်တာယာကန်ပေါ်မှာတည်ဆောက်ထားတဲ့လူကူတတာဥပေါတတာကိုသွားနေရဖြစ်ပါတယ်ညနေဘက်မှာဒီကန်ရဲ့ပြပတ်လေးမှာဆိုလို့ရှိရင်တွဲလေးတွေတမင်ချင်းလေးတွေလာထိုင်ပြီးတော့စားကြတယ်စကားပြောကြတယ်ချွတ်ကြလဲကျမ်းမာရေးနေနဲ့လမ်းလျှောက်ကြရပေါ့နော်ခုနကလည်းဒီတိုင်းပဲညနေခင်းမှာဆိုလို့ရှိရင်ဒီကန်တာယာဒီဥပေါတတာပေါ်မှာပေါ့နော်အမြဲတမ်းလမ်းလျှောက်ဖြစ်တယ်ဒီတတားရဲ့အသွားပြန်ကန်တစ်ပတ်ဆိုလို့ရှိရင်တော့ကန်တစ်ချမ်းတစ်ပတ်ပေါ့နော်အဲ့ဒါမျိုးဆိုတော့မိနစ်20မိနစ်30လောက်ကြာပါတယ်ခုလမ်းမြင်နေရတော့ဇွဲခက်ပင်တောင်နဲ့ကြာရင်တောင်ဖြစ်ပါတယ်ဒီ view point ကနေပြီးတချို့ခီးသွားရင်လည်းလာပြီးတပ်ပုံရိုက်ကြတာတွေ့ရတယ်သူကနောက်ခံရှုခင်းတဲ့တရားလေးနဲ့ဆိုလို့ရှိရင်တပ်ပုံလေးရရင်တော့တော်တော်လေးလှပါတယ်ရှုခင်းလေးရခီးပြီးနေရလူတွေကလေအားကစားတော်တော်လိုက်စားတွေ့ရတယ်အခုဒီတရားပေါ်မှာဆိုလို့ရှိရင်လမ်းလျှောက်တဲ့သူပြေးတဲ့သူအားကစားလုပ်တဲ့သူတွေတော်တော်တွေ့ရတယ်ညနေမှာဆိုလည်းစပိန်စီးတဲ့သူပေါ့နော်ညနေခင်းမှာဆိုစပိန်စီးတဲ့သူတွေအားစားလုပ်တဲ့သူတွေတော်တော်များများတွေ့ရတယ်တောင်ပေါ်ဒီမှာဆိုလို့ရှိရင်လည်းတောင်တက်တဲ့သူတော်တော်များများတွေ့ရပါတယ်ကဲအခုလိုမျိုးညနေဘက်မှာအေးစစ်စစ်လေးလမ်းလျှောက်ချင်တဲ့သူတွေပဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ညနေဘက်မှာအေးစစ်စစ်လေးချေးချင်တဲ့သူတွေတော်တော်နေရာလေးတစ်ခုအဝေးမြပေးလိုက်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်ပါ